Hello မင်္ဂလာပါဒီကနေ့ကျွန်တော်အောင်မြူ YouTube channel ကနေချစ်ရတဲ့မိသားစုဝင်ချစ်ရတဲ့ကျွန်တော်ရဲ့ပရိသတ်ညီကိုမနမအများအရောက်တိုင်းကိုဒီနေရာကနေရှေ့ဦးစွာကရဝပြည့်နဲ့နှုတ်ခွန်းဆက်လိုက်ပါတယ်ဒီကနေ့မှာကျွန်တော်အနေငယ်တော့အကြောင်းအရာလေးနဲ့ညီကိုမနမများရဲ့အတူဆွေးနွေးတိုင်ပင်ပြီးတော့ကျွန်တော်တို့ခံမှန်းကြည့်ကြမယ်ပွဲလေးတစ်ပွဲအကြောင်းကိုကျွန်တော်တို့အနေငယ်ခံမှန်းကြည့်ကြမှာနော်ပွဲလေးကတော့ကျွန်တော်တို့ရဲ့မြန်မာ fighter လေးအကြောင်းဖြစ်တယ်ဒီ2026-2029 one မှာကစားတော့မှာဖြစ်တဲ့ကျွန်တော်တို့ရဲ့တန့်စင်အကြောင်းလေးပဲဖြစ်တယ်ဒီ2026-2029ခုနှစ်မှာပေါ့နော်သူဒီ one championship မှာသူပြန်လာခဲ့မယ်သူပြောထားတယ်သူရဲ့ social media မှာသူကပြောထားတယ်ဘယ်လိုပြောလဲဆိုတော့ဒီ2026-2029မှာဆိုရင်တဲ့သူအရင်ကပုံစံမျိုးနဲ့မပြန်လာတော့ဘူးအစ်စ်တော့ပုံစံနဲ့ပြန်လာခဲ့မယ်အနိုင်နဲ့ပဲပြန်လာခဲ့မယ်သူကကျွန်တော်တို့ရဲ့ Ganawan fighter ကြီးทีမှာလဲသူသွားတယ်သွားပြီးတော့လေ့လာတယ်သွားပြီးတော့လေ့ကျင့်တယ်ကျွန်တော်တို့ရဲ့ Ganawan fighter ကြီးအောင်လောင်ဆန်းဖြစ်တယ်သူအောင်လောင်ဆန်းတို့နဲ့လည်းတော့တွေ့တယ်သူကအတွေ့အကြုံတော်တော်များသွားတယ်စူပါလက်နဲ့လည်း Thai fighter စူပါလက်နဲ့လည်းသူကတော်တော်လေးကိုလေ့ကျင့်ခဲ့တယ်အခုကျွန်တော်တို့ရဲ့Ganawan fighter ကြီးအောင်လာအန်ဆန်နဲ့လဲသူကလေ့ကျင့်ခဲ့တယ်အခုသူဒီ2026-2029ခုနှစ်မှာသူ one championship မှာသူကစားသွားရမယ်ပွဲတွေလဲရှိနေတယ်အခုမကြခင်သူ့ရဲ့ပွဲလေးနဲ့ကျွန်တော်နောက်ဗီဒီယိုတွေမှာကျွန်တော် sharing လာလုပ်သွားမှာဖြစ်တယ်ဒီကနေ့ကတော့ကျွန်တော်အနေငယ်ပြောချင်တာကတော့သူဒီ2026-2029ခုနှစ်မှာ one မှာပြန်လာမယ်ဆိုရင်သူအနိုင်နဲ့ပြန်တိမ့်ပိုက်မယ်လို့သူပြောထားတယ်အခုသူရဲ့အတွေ့အကြုံတွေတော်တော်များတယ်သူလေ့ကျင့်တယ်ကစားတယ်ထွေးတယ်ကျွန်တော်ညီကိုတွေရောသူပြန်လာမယ်ဆိုရင်အနိုင်နဲ့သူပြန်တိမ့်ပိုက်နိုင်မလားမနိုင်ဘူးလားဆိုတာညီကိုတွေ comment ထဲမှာရေးလာခဲ့ပြီကျွန်တော်ရဲ့အမြင်ကတော့ပေါ့နော်တန့်စင်ကကောင်းတယ်သူကစားတဲ့ပုံစံမျိုးတိတ်မကောင်းမိမဲ့သူ့ရဲ့စိတ်ခွန်အရန်ကောင်းတယ်ငါနိုင်ကိုနိုင်ရမယ်ငါပြန်လာမယ်အနိုင်နဲ့ပြန်လာသိမ့်မယ်ဆိုပြီးသူ့ရဲ့စိတ်ခွန်အားနဲ့ဆိုင်ဘယ်သူမဆိုအဓိကကိုယ့်ရဲ့စိတ်ပဲကိုယ့်ရဲ့စိတ်ကရချင်တယ်ဆိုရင်ကျိန်းတည်ရမယ်ကိုယ့်ရဲ့စိတ်ကမရချင်ဘူးဆိုရင်အဝေးဟုတ်တယ်နော်အဓိကကိုယ့်ရဲ့စိတ်ပဲကိုယ့်ရဲ့စိတ်ကโอเคငါလုပ်မယ်ငါရချင်တယ်ငါပိုင်ဆိုင်ချင်တယ်တရားရအောင်ရစေရမယ်အခုတန်းစင်ကအဲ့လိုမျိုးဖြစ်နေတယ်ဒီ2026-2029ခုနှစ်မှာ one championship မှာကျွန်တော်တန်းစင်ဒီအနိုင်နဲ့ပြန်လာမယ်သူအဲ့လိုမျိုးချိန်သွားတာမကြခင်သူ့ရဲ့ပွဲလေးတစ်ပွဲနဲ့ကျွန်တော်မိတ်ဆက်ပေးမယ်ဒီနေ့ကတော့ကျွန်တော်ဒီအကြောင်းအရာလေးပဲလာပြီး sharing လုပ်တော့ချင်တာဖြစ်တယ်တကယ်လို့သူပြန်လာရင်နိုင်မလားရှုံးမလားကျွန်တော်တို့ညီကိုမနမတွေ comment ထဲမှာအနေငယ်ရေးလာခဲ့ပြီတန့်စင်မှာအတွေ့အကြုံအများကြီးရှိတယ်နော်ကျွန်တော်ပြောဘူးတယ်အတွေ့အကြုံတွေအများကြီးရှိတယ်အဲကြောင့်သူကအနိုင်နဲ့ပြန်လာမလားအရှုံးနဲ့ပြန်လာမလားဆိုတာညီကိုတွေ comment ထဲမှာရေးလာခဲ့ပြီโอเคဒီကနေ့ကတော့ကျွန်တော်ရဲ့ video clip ကိုကြည့်တော့ညီကိုမနမအရောက်တိုင်းကိုကြီးကြမှာချင်းကိုကြီးချမ်းသာချင်းဘေးကင်းကြပါစေလို့ကျွန်တော်ရဲ့ video clip ကိုဒီမှာနဲ့ပဲအဆုံးသတ်လိုက်ပါအရောက်စတဲ့ကိုကျေးဇူးအများကြီးတင်တယ်